အနေနဲ့ဆိုရင်ဒါမတူညီတဲ့ background ကနေပေါ့နော်ကိုယ့်ရဲ့ passion ကိုရှာတွေ့သွားတဲ့အချိန်မှာ fitness လောကထဲကိုဒီကူးပြောင်းဖို့ဆိုလို့ရှိရင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေဆိုရင်ဘာလေးတွေရှိမလဲရှင်အဓိကကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မျိုးရိုးပေါ့နော် fitness နဲ့ပတ်သက်တဲ့လူတစ်ယောက်မှမရှိခဲ့အမေကဆိုအေးကိုပြောတယ်အဲ့နင်းကငါပညာရေးအများကြီးသင်မိတာနင်းကဘာဖြစ်လို့ပင်အလေးတွေမနေရလဲဒီလောက်နဲ့မှာတော့အဲ့လိုပဲမြင်တာဟုတ်ဒါလူကြီးတွေရဲ့သဘာဝပဲလေဒါပေါ့ကိုအဲ့လိုကြားတယ်ကျတော့မဟုတ်မေလို့ဒီအလုပ်တစ်ခုဟာလို့ကိုလည်းဒီအလုပ်နဲ့တိဆောက်နိုင်ခဲ့တာဖြစ်သလိုအဲ့လိုအမျိုးသမီးတွေကိုလည်းတိဆောက်ဝေးချင်တာ background မရှိဘဲနဲ့ခုပြောင်းရတာဖြစ်တယ်နောက်တစ်ချက်ကကိုကကလေးအမေဆိုတော့ပေါ့နော် body ကမပြည့်စုံဘူးဘယ်သူမှအဆအဦးဆုံးစူးစမ်းတဲ့အချိန်မှာမပြည့်စုံတာကတော့သဘာဝပဲဒါပေမဲ့အဲ့လိုမပြည့်စုံတဲ့အချိန်မှာလာပြီးတော့ဝေဖန်တိုက်ခိုက်တဲ့တန်တွေကကြုံရမှာအဲ့လိုကြုံလာတဲ့ခါမှာဤတို့ကစိတ်တက်မကြပဲနဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုပေါ့နော်ဘယ်ဟိုမှဘေးစကားတွေဘာမှမကြည့်ပဲနဲ့ဤတို့တက်ကိုဆက်လျှောက်သွားနိုင်မှာအရန်ကိုအရေးကြီးတယ်အတိတ်မှာတော့ကဒီလိုဈေးတွေဘာတွေရောင်းခဲ့ဘူးလားဆိုတော့ဒီပြိုင်ပွဲဝင်အဆင့် trainer သာပြောတယ်အရင်တော့ကသူဘာတွေလုပ်ခဲ့တာဆိုပြီးတော့အခုတည်းတိလဲနိုင်ခက်ခံနေရောတော့မဲ့ဒါပေမဲ့ဤကဘယ်သူမှခီးမဆိုင်ဘူးကိုလုပ်တဲ့အလုပ်ဒီကိုအတွက်ကောပတ်ဝန်းကျင်အတွက်ကောအကောင်းမွန်ဆုံးဖြစ်အောင်တည်ဆောက်နိုင်တယ်ကိုယုံကြည်တဲ့ကိုအမျိုးသမီးတွေကိုလည်းကိုအကောင်းမွန်ဆုံးဖြစ်အောင်လက်ကမ်းခေါ်နိုင်တာဖြစ်တဲ့အတွက်ဘယ်စကားတောင်မှ EQ ဆိုင်မှာမဟုတ်ဘူးထပ်ပြီးတော့ရှေ့သို့ပဲကြည့်ပြီးတော့ကိုယ့်အတွက်ကောကိုယုံကြည်တဲ့အမျိုးသမီးတွေအတွက်ကောကြိုးစားတော့ဟုတ်ကဲ့ပါအမဟုတ်အများကြီးအမနာနေအားတွေအများကြီးရတယ်ပေါ့နော် energy တွေအများကြီးရတယ်ပါဒီဟုတ်